တစ္ဆာလေးပါးကိုဦးဇင်းတို့အမျိုးမျိုးသောနည်းတွေဖြင့်နားလည်အောင်ကြိုးစားရမယ်ဦးဇင်းတို့ဓမ္မစကြာမြတ်စွာဘုရားရဲ့တရားဥဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းအလွန်အထွတ်အမြတ်ထားတဲ့ဒေသနာနော်အဲ့ဒီဓမ္မစကြာမှာမြတ်စွာဘုရားကတစ္ဆာနဲ့ပတ်သက်ပြီးတော့တစ္ဆာတစ်ပါးတစ်ပါးလေအချင်းအရာ၃မျိုးစီဖြင့်မြတ်စွာဘုရားသိခဲ့တယ်မြင်ခဲ့တယ်အဲ့ဒါလို့သိတဲ့အတွက်ကြောင့်ငါဘုရားဒီတပ္ပညုတဉာဏ်ကိုရတယ်ဘုရားဖြစ်တယ်လို့ဝန်ခံတယ်တဲ့ဒါတွေကိုရှင်းတော့ငါမသိခဲ့ဘူးအခုသိတယ်သိလို့မို့သူဟာဘုရားပါလို့ဝန်ခံတယ်ချိန်ကာလတွေဘလောက်ပဲကြာဘာတွေဘလို့ပဲပြောင်းလဲသွားလို့နေဒီသစ္စာ၄ပါးတရားကတော့ဘယ်တော့မှဖောက်ပြန်သွားတယ်မှားယွင်းသွားတယ်ဆိုတာမရှိဘူးဆိုကြပါစို့ဒုက္ခသစ္စာဆိုတာဘာလဲဣဒံဒုက္ခန္တိယထာဘူတံပဇာနာတိဟောဒီခန္ဓာဟာဒုက္ခပဲတဲ့ကိုယ်ခန္ဓာဒုက္ခန္ဓာပစုခန္ဓာပဲဖြစ်ကိုယ်ဘဝသူ့ဘဝဘယ်ဘဝမျိုးမဆိုခန္ဓာမှန်သမျှဒုက္ခခန္ဓာမှန်သမျှဘဝမှန်သမျှသည်ဆင်းရဲခြင်းတရားပဲအဲ့ဒီခန္ဓာဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားသည်နေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်ခန္ဓာရှိတဲ့သူတိုင်းအတွက်မှန်တယ်အခုဖြစ်တဲ့ခန္ဓာမှာဆင်းရဲတာမဟုတ်ဘူးငိုတုံးကဖြစ်ခဲ့တဲ့ခန္ဓာလည်းဆင်းရဲတာပဲနောင်ဖြစ်အောင်မဲ့ခန္ဓာတွေလည်းဆင်းရဲအောင်မှာပဲခန္ဓာဟာဆင်းရဲပါဆိုတဲ့အမှန်တရားဟာဘယ်တော့ခါကာလမှမဖောက်ပြန်ဘူးဒါအမြဲမှန်နေမယ်ပေါ့နောက်ပြီးတော့အယံဒုက္ခသမုဒယောတိဟောဒီလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘသဘောတရားသည်ဆင်းရဲဒုက္ခအလုံးကိုဖြစ်စေတဲ့အရာတဲ့ဒုတိယအမှန်တရားအဲ့ဒါဘယ်တော့မှမဖောက်ပြန်ဘူးအခုလောဘကသာလျှင်ဒုက္ခကိုဖြစ်စေတာမဟုတ်ငကိုယ်တုံးကလောဘကလည်းဒုက္ခကိုဖြစ်စေတာပဲနောက်မှဖြစ်မဲ့လောဘတွေဟာလည်းဒုက္ခကိုဖြစ်စေမှာပဲကိုယ်လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်သူ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲဒီဒေသကလူတွေရဲ့လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်ဟိုဒေသကလူတွေရဲ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲလောဘမှန်ရင်ဘယ်သူလောဘပဲဖြစ်ဖြစ်ဘယ်နေရာကလောဘပဲဖြစ်ဖြစ်ဘယ်အချိန်ကလောဘပဲဖြစ်ဖြစ်ဆင်းရဲဒုက္ခကိုဖြစ်စေတာကြီးပဲဒါအမြဲတမ်းမှန်တယ်ပေါ့ဒါကြောင့်သစ္စာအရိယသစ္စာတဏှာလောဘချုပ်ရသည်ဒုက္ခချုပ်ရဆိုတဲ့တတိယနိရောဓသစ္စာတဏှာလောဘချုပ်ရင်တော့ဒုက္ခချုပ်တာပဲတဏှာလောဘမချုပ်ဘဲနဲ့ဒုက္ခဘယ်တော့မှမချုပ်ဘူးအဲ့ဒီအမှန်တရားဟာလည်းအမြဲတမ်းဒါမှန်နေတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားသည်ဆင်းရဲဒုက္ခကိုကောင်းစွာကုန်ခန်းစေတဲ့အကျင့်ဒါဟာနေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်အချိန်တိုင်းအတွက်မှန်တယ်ဟိုတုန်းကမဂ္ဂင်၈ပါးဒီဒုက္ခခတ်သိမ်းကိုငြိမ်းစေခဲ့တယ်လို့အခုမဂ္ဂင်၈ပါးကိုကျင့်မယ်ဆိုရင်လည်းဒုက္ခခတ်သိမ်းကိုငြိမ်းမှာပဲနောက်မှကျင့်မဲ့မဂ္ဂင်၈ပါးကိုလည်းပဲဒုက္ခခတ်သိမ်းကိုငြိမ်းစေတဲ့အစွမ်းတတ္တိရှိတယ်လို့ပြောရမှာပဲမဂ္ဂင်၈ပါးအကျင့်မြတ်တရားကလို့ဘယ်တရားကမှဒုက္ခကိုတကယ်မငြိမ်းစေဘူးအဲ့ဒါလို့သစ္စာ၄ပါးသည်အမြဲထာဝရမှန်းနေတဲ့အတွက်ကြောင့်တကယ်မြင့်မြတ်တဲ့သစ္စာတရားတဲ့ဒီသစ္စာ၄ပါးကိုပဲဦးဇင်းတို့အနုဘောဓဉာဏ်မှတစ်ဆင့်ပฏิဝေဒဉာဏ်ထိုးထွင်းသိတဲ့အဆင့်ထိရောက်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ရုပ်ညက်တဲ့ပုထုဇဉ်ဘဝကနေမြင့်မြတ်စင်ကြယ်တဲ့အရိယာသူတော်စင်အဖြစ်ကိုကူးပြောင်းသွားစေတာပဲဒီသစ္စာ၄ပါးကိုသိတာနဲ့သူဟာသူတော်စင်ဖြစ်တာပဲသစ္စာ၄ပါးကိုပฏิဝေဒအဆင့်ဖြင့်ထိုးထွင်းမသိသေးသမျှကာလပတ်လုံးသူတော်စင်အဖြစ်ကိုမရောက်နိုင်ဘူးရုပ်ညက်နဲ့ညှဉ်းနှွမ်းတဲ့စိတ်တွေအပြည့်ရှိနေတဲ့ပုထုဇဉ်ဘဝမှာပဲနေရမယ်ပေါ့ဒါကြောင့်သစ္စာ၄ပါးကိုသိရင်သိတဲ့လူဟာမြင့်မြတ်သွားတယ်တတ္တဝါတွေကိုသိရင်မြင့်မြတ်သွားအောင်သစ္စာ၄ပါးဟာလုံးတလို့ဖြစ်နေတယ်ဒါကြောင့်သစ္စာ၄ပါးကိုသိအောင်တရားဓမ္မတို့ဦးဇင်းတို့ကြိုးစားကြဖို့မလိုဘူးလားလိုတယ်မဂ္ဂင်၈ပါးကိုကျင့်သုံးမှသာလျှင်ဒုက္ခခတ်သိမ်းတကယ်ငြိမ်းစေနိုင်တယ်လို့မဂ္ဂသစ္စာရဲ့အစွမ်းကိုလည်းပဲအဲ့ဒါလောက်တော့သိထားရမယ်တပါးလျင်သိပုံအချင်းရာကဘယ်နှမျိုးတော့၃မျိုး၄ပါးကို၃မျိုးဆိုတော့12မျိုးပေါ့ဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ဒုက္ခသစ္စာကိုမြတ်စွာဘုရားက၃မျိုးသိခဲ့တယ်တဲ့ဒါဦးဇင်းကအကျဉ်းမြင်နားလည်အောင်ရှက်ပြေးကလေးပြောတာပါဟုတ်လားဘလို့သိလဲဆိုတော့နံပါတ်1သစ္စာဉာဏ်ဖြင့်သိတယ်တဲ့သစ္စာဉာဏ်ဖြင့်ဒုက္ခသစ္စာကိုဘလို့သိလဲဆိုတော့ဟောဒီခန္ဓာဟာဆင်းရဲခြင်းတရားပဲလို့သိတယ်တဲ့နော်ဒီဦးဇင်းတို့တိတိကျကျပြောရရင်တော့ဒီလောဘခြင်းနဲ့စေတသိက်52ပါးစိတ်
နော်အဲ့ဒီပြီးတော့ယုတ်တရားတွေပေါ့အဲ့ဒီတရားတွေဟာဆင်းရဲဒုက္ခမျှတာပဲဒီပြင်ဘာမှမရောဘူးဆင်းရဲတွေနဲ့တိဆောက်ထားတာနော်အဲ့တော့ဒီခန္ဓာဟာဆင်းရဲပဲလို့သိတာလေဒုက္ခသစ္စာကိုသစ္စာဉာဏ်ဖြင့်သိတာသစ္စာဆိုတာအမှန်ပေါ့အမှန်သိလိုက်တာပေါ့ဒါသစ္စာဉာဏ်နောက်ပြီးတော့ဒီဒုက္ခသစ္စာကိုကတ္တဉာဏ်နဲ့သိပုံကြတော့ဘယ်လိုသိလဲဒုက္ခသစ္စာကိုကိစ္စဉာဏ်ဖြင့်သိတာကြတော့ဘယ်လိုသိတုံးဆိုတော့ကိစ္စဆိုတာကပြုသင့်ပြုတိုက်တဲ့ကိစ္စဒုက္ခသစ္စာကိုကိစ္စဉာဏ်နဲ့သိတယ်ဆိုတာကဒီဒုက္ခသစ္စာဒီခန္ဓာဟာပိုင်းခြားပြီးတော့သိသင့်သိတိုက်တဲ့တရားလို့သိရမယ်တဲ့ဒါဟာပိုင်းခြားပြီးတော့သိရမယ်တရားဒီဒုက္ခတွေဟာဘယ်ဟာတွေလို့အပိုးအလိုမရှိတိတိကျကျပိုင်းခြားပြီးတော့သိရမယ်တရားဒါလေးကနည်းနည်းလေးနားထဲမှာရှုပ်သွားမယ်နော်ခန္ဓာဟာဆင်းရဲပဲလို့သိရင်ဒုက္ခသစ္စာပေါ်မှာသစ္စာဉာဏ်ဒီဆင်းရဲတွေဟာပိုင်းခြားပြီးတော့သိရမယ့်အရာလို့သိခြင်းသည်ကိစ္စဉာဏ်နောက်ဦးဇင်းတို့မဲ့ဉာဏ်ကိုရပြီးတော့ဒီဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိသွားတဲ့အခါမျိုးမှာနောက်တစ်ချိန်ပြန်စဉ်းစားလိုက်တယ်ငါသည်ဒုက္ခသစ္စာတွေကိုပိုင်းခြားပြီးတော့သိပြီးပြီလို့သိတဲ့ဉာဏ်ကကတ္တဉာဏ်တဲ့ဒုက္ခသစ္စာရဲ့ကတ္တဉာဏ်ပြည့်တဲ့တို့မပြင်းနဲ့နော်သစ္စာ၄ပါးဆိုတာကအလွန်အထွတ်အထိပ်ကြတဲ့အနှစ်အသားပါတဲ့တရားဟုတ်လားအဲ့တော့ဒုက္ခသစ္စာရဲ့အပေါ်မှာခန္ဓာသည်ဆင်းရဲပဲလို့သိရင်သစ္စာဉာဏ်ဒီဆင်းရဲတရားတွေဟာပိုင်းခြားပြီးတော့သိရမယ့်တရားတွေလို့သိရင်ကိစ္စဉာဏ်ဟုတ်လားဒါတွေကိုပိုင်းခြားသိပြီးပြီလို့သိရင်ကတ္တဉာဏ်ပိုင်းခြားသိပြီးပြီလို့သိတယ်ဆိုတာကပိုင်းခြားသိပြီးမှသာလဲသိပြီးပြီလို့သိတဲ့ဉာဏ်ကဖြစ်မှာပေါ့ဟုတ်လားအဲ့ဒါကတ္တဉာဏ်ဒါကဒုက္ခသစ္စာမှာ၃ချက်ပေါ့နောက်သမုဒယသစ္စာကြတော့ဟောဒီလောဘသည်လူချင်းဆန္ဒလောဘတဏှာသည်ဒုက္ခအလုံးကိုဖြစ်စေတဲ့အရာလို့သိရင်သမုဒယသစ္စာရဲ့အပေါ်မှာသစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရတယ်တဲ့လောဘသည်ဒုက္ခကိုဖြစ်စေတဲ့တရားလို့သိရင်ဒါသစ္စာဉာဏ်သမုဒယသစ္စာရဲ့သစ္စာဉာဏ်ဒီသမုဒယသစ္စာတဏှာလောဘသည်ပယ်ရှားပြရမယ့်တရားသုတ်သင်ပြရမယ့်တရားဖယ်ရှားပြရမယ့်တရားလို့သိခြင်းသည်ကိစ္စဉာဏ်သူ့ရဲ့ကိစ္စလုပ်ရမယ့်ကိစ္စကိုသိတာနောက်တဏှာလောဘဆိုတာကတဖြည်းဖြည်းနဲ့နဲအောင်နောက်ဆုံးပပျောက်အောင်လုပ်ပြရမယ့်တရားပေါ့ဖယ်ရှားပြရမယ့်တရားပေါ့အဲ့လိုသိတာဟာကိစ္စဉာဏ်ဒီသမုဒယသစ္စာဆိုတဲ့တဏှာလောဘကိုဖယ်ရှားပြီးပြီလို့သိရင်တော့ကတ္တဉာဏ်တဲ့ဟောနည်းနည်းလွယ်သွားပြီနော်ဒုက္ခသစ္စာမှာ၃ချက်သမုဒယသစ္စာမှာ၃ချက်နောက်ဦးဇင်းတို့နိရောဓသစ္စာကြတော့ဟောဒီတဏှာလောဘချုပ်ရသည်ဒုက္ခချုပ်ရနိဗ္ဗာန်ပဲလို့သိရင်အဲ့ဒါနိရောဓသစ္စာမှာသစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရမယ်တဲ့နိဗ္ဗာန်ဆိုတာတဏှာလောဘချုပ်ခြင်းပဲလို့သိတာပေါ့တနည်းအားဖြင့်တဏှာလောဘချုပ်ခြင်းသည်မင်းနဲ့နိဗ္ဗာန်ပဲလို့သိတာအဲ့ဒါဘာလဲသစ္စာဉာဏ်ဟောဒီနိဗ္ဗာန်ဆိုတဲ့တဏှာလောဘချုပ်ခြင်းဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ဒီသဘောတရားသည်မျက်မှောက်ပြုသင့်ပြုထိုက်တဲ့တရားမျက်မှောက်ပြုရအောင်လုပ်ရမယ့်တရားမျက်မှောက်ပြုသင့်ပြုထိုက်တဲ့တရားလို့သိခြင်းသည်ကိစ္စဉာဏ်ဟုတ်လားနိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးပြီလို့သိခြင်းသည်ကတ္တဉာဏ်နိရောဓသစ္စာမှာ၃ချက်ဟုတ်ရလားနောက်ပြီးတော့ဦးဇင်းတို့မဂ္ဂသစ္စာမဂ္ဂသစ္စာကိုသစ္စာဉာဏ်ဖြင့်ဘယ်လိုသိရမှာလဲဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားဒီသာလျှင်ဒုက္ခခတ်သိမ်းကိုတကယ်ချုပ်ငြိမ်းစေနိုင်တဲ့တခုတည်းသောအကျင့်လို့သိခြင်းသည်သစ္စာဉာဏ်ဒါကသူကန့်ထားတာတွေအများကြီးရှိတယ်နော်ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားကလွယ်လို့ကြံတဲ့အကျင့်တွေကြံတဲ့အလုပ်တွေဖြင့်ဒုက္ခကိုတကယ်မငြိမ်းစေနိုင်ဘူးဆိုတဲ့အချက်ကိုကန့်ထားတယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားဖြစ်လာရင်နိဗ္ဗာန်ချမ်းသာဒုက္ခခတ်သိမ်းငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မယ်လို့သိခြင်းသည်သစ္စာဉာဏ်ဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်တရားသည်ပွားများတဲ့ပွားများတိုက်တဲ့မိမိတန်တာမှာဖြစ်ပွားအောင်လုပ်ရမယ်တရားလို့သိခြင်းသည်ကိစ္စဉာဏ်ငါဒီမဂ္ဂင်၈ပါးကိုပန်းနိုင်ရအောင်ခရီးပန်းနိုင်ရအောင်ပေါက်မြောက်အောင်မြင်အောင်ပွားများပြီးပြီလို့သိခြင်းသည်ကတ္တဉာဏ်မဂ္ဂသစ္စာသည်ပွားများရမယ်တရားလို့ကိစ္စကိုသိတာအဲ့ဒါကိစ္စဉာဏ်ကတ္တဉာဏ်ကတော့သိတရားရှိတာကိုသိပြီးပြီပယ်တရားရှိတာကိုပယ်ပြီးပြီမျက်မှောက်ပြုတရားရှိတာကိုမျက်မှောက်ပြုပြီးပြီပွားစရာရှိတာကိုပွားပြီးပြီအဲ့ဒါလို့သိတာကိုကတ္တဉာဏ်တဲ့